ကိုလိုချင်တာကိုပဲကိုတော့ဖျားတခင်ကိုတောင်းလျှောက်နေရပေါ့နော်ဆိုဖျားတခင်ပြန်ပြောမဲ့ရအောင်နားထောင်ခြင်းကမရှိပြန်အောင်ဟုတ်ကဲ့မင်္ဂလာပါကိုမင်္ဂလာပါကျွန်တော်တို့ဒီ Bible and Life Talk Podcast မှာဆိုရင်ပေါ့နော်ဒီဆုတောင်းခြင်းနဲ့ပတ်သက်ပြီးတော့မှဆွေးနွေးနေတာဖြစ်တယ်ဒီနေ့မှာကျွန်တော်လူငယ်တွေအနေနဲ့ဘယ်လိုမျိုးဘုရားစီမှာဆုတောင်းခြင်းကိုတည်လာရမလဲပေါ့ကျွန်တော်အနေနဲ့နေ့စဉ်သက်တာမှာပညာရေးနဲ့ပတ်သက်တယ်ဆိုရင်လည်းပေါ့နော်ကျွန်တော်အခက်အခဲတွေအများကြီးရှိတယ်ပြီးရင်စီးပွားရေးလုပ်နေတဲ့သူတွေဆိုရင်လည်းစီးပွားရေးအခက်အခဲတွေအများကြီးနဲ့ရင်ဆိုင်ရတာရှိတယ်ပြီးရင်ကိုယ့်ရဲ့ဘဝရှေ့ရေးအတွက်ဘဝလက်တွဲဖို့အတွက်ထီထောင်မှာပေါ့နော်ကျွန်တော်အနေနဲ့စိုးရင်ပူပန်နေစရာတွေအများကြီးလည်းရှိတယ်ကျွန်တော်မှာခန်းစားချက်တွေအများကြီးရောထွေးနေတယ်ပေါ့နော်ကျန်းစာထဲမှာဖိလိပ္ပိဩဝါဒစာခန်းကြီးလေးငယ်19မှာဆိုရင်ငါ၏ဖျားသခင်ဒီဘောင်းအနုဘော်၌စံပေတော်မူသောစီစဉ်ရှိတဲ့အတိုင်းတင်တော့အလိုရှိသမျှတို့ကိုယေရှုခရစ်အားဖြင့်ပြည့်စုံစေတော်မူလိမ့်မည်တဲ့ဒီမှာကျွန်တော်ဆုတောင်းဖွင့်အတွက်ဖိတ်ခေါ်ထားတယ်ကျွန်တော်ရဲ့အလိုရှိသမျှကိုဘုရားစီမှာတည်လာဖို့ရန်အတွက်ပြောထားတယ်တစ်ဖက်မှာလည်းရှင်ယာကုပ်ဩဝါဒစာအခန်းကြီး၄အငယ်3မှာဆိုရင်ဆုတောင်းလင်လက်ကာမဂုဏ်ခံစားဆရာပိုးရှိစေခြင်းကအလွဲတောင်းသောကြောင့်မရကြတဲ့တစ်ဖက်မှာပေါ့နော်ကျွန်တော်ဆာလံကျမ်းထဲမှာကြည့်မယ်ဆိုရင်လည်းကျွန်တော်ဗာလဲလိုချင်တာတွေသူတို့ရဲ့ခံစားချက်တွေအများကြီးဖျားစီမှာဖွင့်ပြတယ်ပေါ့ဒီမှာကျတော့တစ်ဖက်မှာဆုတောင်းလင်လက်ကာမဂုဏ်ခံစားဆရာပိုးရှိစေခြင်းကလွဲတောင်းသောကြောင့်မရကြဒါဆိုရင်ကျွန်တော်ရဲ့ခံစားချက်တွေရှိသမျှကိုကျွန်တော်အနေနဲ့ဖွင့်ပြလို့မရတာလားပေါ့နော်ကျန်းစာမှာဘယ်လိုပြောသားတယ်လဲဆိုတဲ့အရာကိုအခုအနေနဲ့ဆွေးနွေးသွားပါအောင်ဆိုတော့ကျွန်တော်ကခုပြောရတဲ့အတိုင်းပေါ့နော်ကျန်းစာမှာကျတော့ဆူတောင်းဖို့လည်းအများကြီးပြောထားတယ်ဆိုတော့ကျွန်တော်လူငယ်တွေတက်ကျွန်တော်မှာရှိတဲ့ဒီကျွန်တော်စိတ်ပူပန်စေတဲ့အရာတွေကျွန်တော်ခံစားချက်တွေကျွန်တော်ရဲ့ဆူတောင်းခံချက်တွေကိုဘုရားသခင်ကိုကျွန်တော်လိုအပ်တဲ့အတိုင်းလိုချင်တဲ့အတိုင်းယူဆောင်နိုင်အဆင်ပြေမှာလားဆိုတော့ရှင်ယောဟန်ခန်းကြီး14ခန်းကြီး73နဲ့14ကျွန်တော်ကျန်းစာနဲ့ပဲစပြီးပို့ကောင်းမယ်ထင်တယ်နော်ဆိုတော့ကျွန်တော်ခရစ်ယာန်လူငယ်အတွက်ဆိုတော့လေဆိုတော့ရှင်ယောဟန်ခန်းကြီး14ခန်းကြီး73 14မှာပြောထားတယ်ဆိုတာကြောင့်တင်တို့ဒီငါ၏နာမကိုအမိပြုလက်ဆူတောင်းသမျှအတိုင်းငါပြုမိအကြောင်းမူကားခမေးတော်ဒီတားတော်အဖြစ်ဘုံတော်ထင်ရှားတော်မူခြင်းရှိမိအကြောင်းဒီတင်တို့ဒီငါဤနာမကိုအမိပြုတဲ့စုံတစ်ခုတော်စုကိုတောင်းတယ်တောင်းသည့်အတိုင်းငါပြုမိဆိုတော့ဘုရားကဆူတောင်းမှာလို့မျိုးဆုံးပြောတယ်ဆိုတော့တောင်းရင်ဘုရားကဘာပြောထားတယ်ဆိုတော့ဒီမှာကျတော့အဖြေပေးမယ်လို့ပြောတဲ့ဘုရားဖြစ်တယ်ဆိုတော့ကျွန်တော်တောင်းလျှောက်တဲ့အရာကျွန်တော်ဆူတောင်းတဲ့အရာမှာပြန်မှအဖြေပေးမယ်ဆိုတဲ့ဂတိပေးထားတဲ့ဘုရားဖြစ်တယ်ဆိုတော့ဘာကြောင့်ဘုရားအဖြေပေးရတယ်ဘာကြောင့်ဆူတောင်းခိုင်းတာလဲဆိုတဲ့အခါကျတော့သူဘုံတော်ထင်ရှားဖို့အတွက်ဖြစ်တယ်ကျွန်တော်ရဲ့ဆူတောင်းတဲ့အပေါ်မှာကျွန်တော်ရဲ့ဆူတောင်းခံချက်ကိုကျွန်တော်တို့ကိုဘုရားပေးတဲ့အခါမှာဘုရားဘုံတော်ထင်ရှားစရာဖြစ်တယ်ပေါ့နော်တောင်းတဲ့အခါမှာရောဘာနာမကိုအမိပြုခိုင်းတာလဲဆိုတော့ကျတော့ခရစ်တော်ရဲ့နာမကိုအမိပြုခိုင်းတာဖြစ်တယ်ဆိုတော့ဒါကြောင့်တောင်းရမယ်ဆိုတော့ကျွန်တော်သိရတယ်ပြီးတော့မဿဲခန်းကြီးခုနှစ်ရှိမှတော့ဒါအကုန်လုံးနဲ့ယဉ်နေတဲ့ကျမ်းပိုက်ဟုတ်တယ်ပေါ့နော်တောင်းကြလို့တောင်းရင်ရမည်ရှာကြလို့ရှာလင်တွေးမည်တကားကိုခောက်ကြလို့ခောက်လင်ဖွင့်မည်တောင်းတော်သူမိကြီးကရ၏ရှာတော်သူလေးတွေ့၏ခောက်တော်သူအားလေတကားကိုဖွင့်၏ဆိုတော့ဖျားခဏခဏပြောတယ်ရှာပါသူ့ကိုရှာပါသူ့ကိုတောင်းပါသူ့ကိုပြောပြပါလို့ပြောထားတယ်ဒါပေမဲ့ကျွန်တော်စိုးရင်ချင်းရှိလာတဲ့အခါမှာကျွန်တော်ခရောကအတွေးဝင်လာတယ်ပေါ့နော်ဒါတောင်းလိုက်ရင်တော့ကာမကိုဆွေးလန်းခြင်းပဲဖြစ်သွားမလားအလွဲတောင်းတာဖြစ်သွားမလားဆိုတဲ့အခါကျတော့တစ်ပေခန်းချစ်တစ်ခနဲ့မှာကျတော့ဖျားတယ်လို့ပြန်ပြောထားတယ်တင်တို့ကိုတတိနဲ့ကြည်ရှုတော်မူတော့ကြောင်းတင်တို့၌စိုးရင်ခြင်းအမှုရှိသည်များတို့ကိုတော်၌အကြလို့ပြောထားတယ်ဆိုတော့ဖျားကကျွန်တော်တို့ကိုအမြဲတမ်းတတိနဲ့ကြည်ရှုတော်မူတာဟုတ်တယ်ပေါ့နော်ဆိုတော့ဖျားကိုတွေကိုဘယ်လိုပြောမလဲတတိချော်ပြီးမှတတိအမျိုးတတိမထားဘဲနဲ့လွဲသွားတဲ့အချိန်မရှိဘူးပေါ့နော်အမြဲတမ်းတတိနဲ့ချစ်ချင်းမေတ္တာတရားနဲ့သူစောင့်ကြည့်နေတာဖြစ်တယ်ပြီးတော့ဒီနားမှာမြန်မာမှာကျတော့စိုးရင်ခြင်းအမှုရှိသည်များတို့ကိုကိုရိုနိုင်အကြလို့ပြောတယ်ပေါ့နော်အင်္ဂလိပ်မှာကျတော့ cast ဆိုတဲ့စကားကိုတုံထားတယ်ပေါ့နော်ဆိုတော့အဲ့ဒါကျတော့ Greek word မှာပြောထားတဲ့အတိတ်ပဲကျတော့သူ့စီကိုအကုန်လုံးပုံအပ်ထားလိုက်ဖို့အတွက်ပြောချင်တာဖြစ်တယ်ဆိုတော့အကုန်လုံးအနံထားလိုက်ဖို့အတွက်ပြောချင်တာဖြစ်တယ်ပေါ့နော်အတိတ်ပဲကြတော့ဆိုတော့ကိုမှရှိတဲ့ကိုစိုးရိမ်စေတဲ့အရာတွေကိုမှရှိတဲ့စိုးရိမ်ခြင်းတွေကိုမှရှိတဲ့ခက်ခဲတွေအကုန်လုံးဘုရားသခင်မှာတခါလေးပုံအပ်ထားလိုက်ဖို့အတွက်ပြောချင်တာဖြစ်တယ်ဆိုတော့
ကျွန်တော်လူငယ်ဖြစ်တဲ့လျောက်ကျွန်တော်တို့မှာစိုးရိမ်စားတဲ့အများကြီးရှိတယ်ခုနကခုပြောတဲ့အတိုင်းပဲပေါ့နော်ပညာရေးပြောမလားကျန်းမာရေးပဲပြောမလားစီးပွားရေးပဲပြောမလားဒါမှမဟုတ်ဘဝလက်သွေးဖို့ပဲပြောမလားပေါ့စိုးရိမ်စားအများကြီးရှိတယ်ဆိုတော့ဒီစိုးရိမ်စားတွေကကျွန်တော်တို့ပဲခံရတာလားကျွန်တော်တို့မှာပဲရှိရလားဆိုတော့တကယ်အောင်းဖို့ကောင်းတာကြတော့ခရစ်တော်ကိုယ်၌မှာကိုကဒီစိုးရိမ်ခြင်းရှိခဲ့တယ်ပေါ့နော်ဆိုတော့ဒါကျွန်တော်ကြံဖန်ပြီးပြောတာမဟုတ်ဘူးပေါ့နော်ဒါကျမ်းစာမှာပါတယ်ပေါ့ဆိုတော့မဿဲခန်းကြီး26ခန်းကြီး36 40နှစ်မှာပြောထားတယ်ဆိုတော့အဲ့ဒီမှာကျတော့အဓိကဘာဖြစ်ပြနေရလဲဆိုတော့ကျတော့ခရစ်တော်ကဒီကက်သက်ရှိမန်ဥယျာဉ်ကိုတွားတယ်ပေါ့နော်ကက်သက်ရှိမန်ဥယျာဉ်မှာနေပြီးမှလောကတိုင်းပေါ်မတက်ခင်မှာသူဆူတောင်းတဲ့အရာကိုတွေ့ရတာဖြစ်တယ်အဲ့မှာကျတော့သူတပည့်တော်တွေကိုဆူတောင်းဖို့အတွက်ပြောတာဖြစ်တယ်သူနဲ့သူဆူတောင်းဖို့လည်းပြောတယ်ပေါ့နော်သူကိုယ်တိုင်ကိုယ်တော့ဆူတောင်းတာဖြစ်တယ်ဒါပေမဲ့ဒီမှာအောင်းဖို့ကောင်းတဲ့အရာသူကကျတော့ခန်းကြီး30ခုမှာတစ်ချက်ကြည့်လိုက်မယ်ဆိုရင်ဒီမှာဒီစကလုံးကိုတုံထားတယ်ပေါ့နော်နှလုံးမတာစိတ်ပူပန်ခြင်းတို့ရောက်တော်မူ၏တစ်ဆက်သေးမှာပဲ38မှာပါပြောလေးဆိုတဲ့ကကြတော့ထိုအခါယေရှုကငါဒီတေလောက်အောင်စိတ်နှလုံးအလွန်ညှိုးညင်ခြင်းရှိ၏ဆိုတော့တနည်းမှာကျတော့ခရစ်တော်ကကျတော့စိတ်ပူပန်ခြင်းတကုံရှိနေပေါ့နော်တနည်းအားဖြင့်စိတ်တော်ကရောက်နေဆိုတဲ့ရောက်သွားတွေ့ရတယ်ဆိုတော့ဘာကြောင့်စိတ်တော်ကရောက်တာလဲခရစ်တော်တင်တာမှာဆိုတော့ကျွန်တော်ပြန်စဉ်းစားဖို့လိုအပ်တယ်ပေါ့နော်ဆိုတော့ကျွန်တော်ကခုပြောတဲ့ပုံစံပဲကျွန်တော်လူငယ်တွေမှာဆိုရင်လည်းစီးပွားရေးလူမှုရေးပြည်ဒီနှလုံးသားရေးအရာအားလုံးနဲ့ပတ်သက်ပြီးစိတ်ပူပန်ခြင်းရှိတယ်ပေါ့ဆိုတော့ဒါပေမဲ့ခရစ်တော်တင်တာမှာစိတ်ပူပန်ခြင်းရောက်တယ်ဆိုတာကြတော့သူခံရမယ့်ဒုက္ခပြဿနာတွေအတွက်သူစိတ်ပူပန်ခြင်းရောက်တာမဟုတ်ဘူးပေါ့ဆိုတော့ဘာကြောင့်သူစိတ်ပူပန်ခြင်းရောက်တာလဲဆိုတာကြတော့မတ်တေခန်းကြီး26အခန်းကြီး46မှာအဖြေပြန်သွားတွေ့ရတယ်ပေါ့နော်သူအမှသူဘာပြန်ပြောထားလဲဆိုတာကြတော့သုံးချက်တီးအချိန်နဲ့ယေရှုကအေလီအေလီလာမရှာပါခတန်နီဟူကြီးတော့အတန်နဲ့ကြွေးကြော်တော်မူ၏အနက်ကကျွန်ုပ်ဖျားကျွန်ုပ်ဖျားအဘေကြောင့်ကျွန်ုပ်ကိုစွန့်ပစ်တော်မူသည်နည်းဟုဆိုသည်ဆိုတော့ခရစ်တော်ကဘာကြောင့်စိတ်ဒုက္ခရောက်နေရလဲဆိုတဲ့ကကြတော့သူခံရမယ့်အရာကိုသူကောင်းကောင်းလေးနားလည်နေပေါ့နော်သူဘာခံရမလဲဆိုတဲ့ကကြတော့ခမေးတော်ရဲ့မျက်နှာလွှဲခြင်းကိုသူခံရတော့မယ်ဆိုတဲ့အရာကိုသူနားလည်နေရင်ပေါ့နော်ပြီးတော့နောက်တစ်ခုကကြတော့ခမေးတော်ရဲ့အမျက်တော်သူခံရတော့မယ်ဆိုတဲ့အရာသူကောင်းနားလည်နေဆိုတော့ဘာကြောင့်ခရစ်တော်ကခမေးတော်ရဲ့မျက်နှာလွှဲခြင်းခံရမျက်တော်ခံရတာလဲဆိုတော့ကျတော့ကျွန်တော်အပြစ်သားတွေအတွက်ကြောင့်ဖြစ်တယ်ပေါ့နော်ဆိုတော့အပြစ်ရဲ့အခါတည်ခြင်းဖြစ်တယ်တည်ခြင်းဆိုတဲ့အတိတ်ပဲကျတော့ဘုရားသခင်နဲ့ဝေးကွာသွားခြင်းဆိုတဲ့အတိတ်ပဲပြောတယ်ပေါ့နော်ဆိုတော့ပြစ်သားတွေအနေနဲ့ကြတော့ဘုရားသခင်စီကိုတိုးဝင်လို့ရတာတိုးဝင်လို့မရတာဟုတ်တယ်ဒါကြောင့်ခရစ်တော်ကျွန်တော်တို့တည်ခံပေးရတယ်နော်ဆိုတော့အပြစ်သားတွေအပေါ်မှာခရစ်တော်က judge လုပ်ရတာဖြစ်တယ်ပေါ့နော်စီရင်ရတာဖြစ်တယ်ဒါကြောင့်ခရစ်တော်ကကျွန်တော်မခံနိုင်တဲ့အရာသူကခံပေးလိုက်တာဖြစ်တယ်ပေါ့နော်ဆိုတော့အဲ့ဒီအရာကိုခရစ်တော်ပြန်စဉ်းစားတဲ့အခါသူ့ကိုစိတ်တော်ကအလိုမရောက်စေတာဖြစ်တယ်ဆိုတော့တနမ်းမှာဖျားရှင်းတယ်ပေါ့နော်ခရစ်တော်ကိုယ်၌ကိုကသူ့ကိုစိတ်ပူပန်စေတဲ့အရာသူ့စိတ်တော်ကရောက်စေတဲ့အရာကိုသူကဘု து စီကိုယူဆောင်လာတာလေဆိုတဲ့အခါကျတော့ခမည်းတော်ထံကိုယူဆောင်သွားလာတယ်ပေါ့နော်ဆိုတော့ခန်းကြီး40နှစ်မှာဆိုရှင်းရှင်းလင်းလင်းပြောထားတယ်ပေါ့ဆိုတော့တဖန်သွားရေးအကျွန်ုပ်အဖဤခွက်ကိုအကျွန်ုပ်မတောက်ပဲလူ၍မတော်ရလင်ကိုရောအလိုရှိသည့်အတိုင်းဖြစ်ပါစေတော့ဟုဆုတောင်းပြန်၏ဆိုတော့သူကဒီဟာကိုကြော်သွားခြင်းတယ်ပေါ့နော်ဒါပေမဲ့ကြော်ဖို့အတွက်အခွင့်မရှိဘူးဆိုရင်လည်းသူ့ရဲ့အလိုတိုင်းမဟုတ်ဘုရားသခင်ရဲ့အလိုတိုင်းဖြစ်ပါစေဆိုမှသူပြန်ပြီးမှတောင်းလျှောက်တယ်ဆိုတော့ရောက်သွားတွေ့ရတယ်ဆိုတော့သူတို့ခရစ်ယာန်လူငယ်တွေမှာများတော့ပြည့်လှုပ်တတ်တဲ့အမှားတစ်ခုရှိရပေါ့အဲ့ဒါဘာလေးဆိုတဲ့အခါကျတော့ English မှာကျတော့ talking to နဲ့ talking with ဆိုတာရှိရပေါ့နော်ဆိုတော့ကျွန်တော်ကကျတော့တခါတလေမှာဆူတောင်းနေဆိုတဲ့အခါမှာကျွန်တော်ဘာဖြစ်တတ်လဲဆိုတဲ့အခါကျတော့ talking to God ဆိုတာပို့ဖြစ်တယ်ပေါ့နော်ဆိုတော့အရောက်မှပတ်သက်ဆန်တယ်ပေါ့ဆိုတော့ကိုလိုချင်တာကိုပဲကိုတော့ဖျားတခင်ကိုတောင်းလျှောက်နေရပေါ့နော်ဆိုတော့ဖျားတခင်ပြန်ပြောမယ့်အရာကိုနားထောင်ခြင်းမရှိပြန်အောင်ဆိုတော့ဒီနေ့မှာခရစ်တော်လုပ်ပြသွားတဲ့အရာကျတော့ talking with God ပေါ့နော်ဆိုတော့ကိုလိုချင်တဲ့အရာကိုရောခရစ်တော်ကိုဖျားတခင်ကိုပြောပြရတယ်တစ်ချိန်လေးမှာပဲဖျားတခင်ရဲ့အလိုတော်ဝန်ခံခြင်းတက်တာရှိရပေါ့နော်ဆိုတော့ကျွန်တော်အခုဒီလက်ရှိကျွန်တော်လူငယ်တွေအတွက်ဆိုရင်တော့ဖျားတခင်ရဲ့အလိုတော်ကဘာလေးဆိုတဲ့အရာပြန်လေမှရှာဖွေဆိုတဲ့အရာပြန်သွားတွေ့ရတယ်ပေါ့နော်ဆိုတော့ဒီတိုင်းပဲပြီးသွားတာမဟုတ်ကိုတောင်းချင်တာပဲတောင်းတာမဟုတ်ဖျားတခင်ရဲ့အလိုတော်ကဘာလေးဆိုတာကိုရောရှာဖွေတတ်ဖို့အတွက်အရင်အရေးကြီးရပေါ့နော်ဒါကြောင့်ဆူတောင်းခြင်းအကြတဲ့နေရာပြည့်ဆိုတော့ conversation တခုဟုတ်တယ်ပေါ့နော်စကားပြောနေခြင်းဟုတ်တယ်ပေါ့စကားပြောရဲဆိုတဲ့နေရာမှာကျတော့တစ်ဖက်ကလူကပဲတူပြောနေတော့တစ်ဖက်နောက်တစ်ဖက်ကလူက respond မလုပ်ဆိုတော့ဒါတော့ conversation မဟုတ်တော့ဘူးလေနော်ဒါဆိုတော့
အင်္ဂလိပ်မှာကျတော့monologue ဖြစ်သွားပြီလေနော်ဆိုဆူတောင်းခြင်းကကျတော့ dialogue ဟုတ်တယ်ပေါ့နော်နှစ်ဖက်အပြန်အလှန်ပြောရတာဖြစ်တယ်ပေါ့ဆိုတော့ပြောပြဖို့အတွက်လိုအပ်တယ်ပြီးရင်တစ်ချိန်လေးမှာပဲဖျားသခင်ကကိုယ့်ကိုပါဖြစ်စေခြင်းတယ်လေဆိုတဲ့အကြောင်းနားထောင်ဖို့အတွက်လိုအပ်တယ်ပေါ့နော်ဆိုတော့အဲ့ဒါကြောင့်ပဲအဲ့လိုမျိုးကိုယ့်ကိုစိတ်အနောက်ရှက်ဖြစ်စေတဲ့အရာကိုစိတ်တော့ကရောက်စေတဲ့အရာရှိတိုင်းခရစ်တော်ဘာပြောထားလဲဆိုတော့ကျတော့ဒီမဿဲခန်းကြီး26ခန်းကြီး41မှာပြောထားတယ်ပေါ့နော်စုံစမ်းနောက်ရှက်ခြင်းနဲ့ကင်းလွတ်မြေအကြောင်းဆုတောင်းနေဆောင်နေကြတော့ဆုတောင်းဖို့တပြောတယ်ပေါ့နော်ဆိုတော့စေဝိညာဉ်ကစေတနာစီရှိငါတော့လေကိုမူကအာနေဒီဟုပေတရုကမိန်တော်မူ၏ဆိုဆုတောင်းဖို့တပြောထားတာဖြစ်တယ်ဆိုတော့ဆုတောင်းနေဆိုတဲ့ခါမှာရောကိုရီးယားကျတော့တောင်းတာနဲ့ပြီးသွားတာလားဆိုတော့ဘယ်လိုမျိုးလေးဘာကြောင့်ဆုတောင်းခိုင်းတာလေးပေါ့နော်ကျွန်တော်တို့ကိုအပြစ်ငေးမှကယ်တင်ခဲ့တဲ့ခရစ်တော်ကအခုချိန်မှာရောခမေးတော်ရဲ့လက်ရဘက်မှာနေပြီးမှကျွန်တော်တို့အတွက်ကိုမှဆက်လက်မှဆူတောင်းပေးနေတာဖြစ်တယ်ပေါ့နော်ဒါကျတော့ကျွန်တော်တို့ခရစ်ယာန်တွေတက်ကိုမှအယံကိုမှဝမ်းသာစရာတည်င်းကောင်းဖြစ်တယ်ပေါ့နော်ဆိုတော့ခရစ်တော်ကဘယ်လိုမျိုးခရစ်တော်လေးပေါ့နော်ဘယ်လိုမျိုးဖျားလေးပေါ့ဆိုအဲ့ဒါကျတော့ဟေဘရဲခန်းကြီး၄ခန်းကြီး14 16မှာဒီလိုမျိုးပြောထားတယ်ပေါ့ယခုမူကားကောင်းကင်ဘုံသေးတို့ကြွဝင်တော်မူသောယေဘရဟိမင်းအကြီးတီးဟူသောဖျားသခင်ရဲ့သားတော်ယေရှုသည်ငါတို့၌ယေဘရဟိမင်းဖြစ်တော်မူသောကြောင့်ငါတို့သည်ဝန်ခံခဲ့ပြီးတော့အရာ၌တည်ကြည်ကြကုန်အံ့ငါတို့ယေဘရဟိမင်းသည်ငါတို့ခံရသောဆင်းရဲဒုက္ခများကြောင့်မကျင်နာနိုင်သောသူမဟုတ်ငါတို့ခံရသည့်ဤသူအမျိုးမျိုးသောစုံစမ်းနောက်ဆက်ခြင်းတို့ခံဖူးသောသူဖြစ်တော်မူ၏တို့ရနှင့်ဒုစရိုက်အပြစ်နှင့်ကင်းလွတ်တော်မူ၏ထို့ကြောင့်ငါတို့သည်တနာခြင်းဂယုဏကို၎င်းတော်လျော်သောမဆခြင်းဂျေဇုတော်ကို၎င်းခံရမည်အကြောင်းရေးရင်သောစိတ်နှင့်ဂျေဇုပလင်တော်တို့တိုးဝင်၍ချင်းကပ်ကြကုန်အားဆိုတော့တနတ်မှာကြတော့ကိုရီရဲ့ခရစ်တော်ကကြတော့ကိုရီခံရတဲ့အရာပေါ်မှာသူကဘာလုပ်ပေးနိုင်တဲ့ဖျားလေးဆိုတော့ကြတော့တနတ်မှာအပိုက်ငယ်14မှာပြောထားတယ်ပေါ့နော်14ပြီးရင်15မှာပေါ့နော်15မှာအဓိကပဲ15မှာတွေ့ရတဲ့အရာကြတော့ငါတို့ခံရတဲ့ဆင်းရဲဒုက္ခများကြောင့်မကျင်နာနိုင်တော့သူမဟုတ်ဆိုတော့ဒီနားမှာကျတော့မကျင်နာနိုင်တော့သူမဟုတ်ဆိုမှမြန်မာကျမ်းစာမှာပြောထားတယ်ပေါ့နော်ဆိုတော့ English ကျမ်းစာမှာကျတော့sympathize လို့ပြောတယ်ပေါ့နော် Greek word မှာကျတော့သူရဲ့အဓိပ္ပာယ်ကျတော့ co-suffering လို့ပြောတယ်ပေါ့နော်တနည်းအားဖြင့်ဆိုတော့ကျွန်တော်တို့ ਨੇ အတူခံစားပေးရဆိုတဲ့အရာပြောထားတယ်ပေါ့ဆိုတော့ကျွန်တော်ခံစားရတဲ့အရာအလုံးကိုသူကခံစားပြီးသွားတာဖြစ်တယ်ဆင်းရဲဒုက္ခအကုန်လုံးကိုပေါ့နော်ကျွန်တော်စိတ်ဒုက္ခရောက်ပါစေဆိုတဲ့အရာတွေအကုန်လုံးကိုသူကခံစားဖူးပြီးသွားတဲ့ဖျားဖြစ်တယ်ကျွန်တော်တို့ကိုနားလေပေးနိုင်တဲ့ဖျားဖြစ်တယ်တခါတလေမှာဖြစ်ဖူးလာတော့မသိဘူးပေါ့နော်တခါတလေကိုမှဖြစ်နေတဲ့ပြဿနာကိုကိုကနားမလည်နိုင်တဲ့အချိန်ကားကြုံတတ်တယ်ပေါ့နော်အဲ့လိုမျိုးကြုံရတဲ့အချိန်မှာတော့မှဖျားသခင်ကကြတော့ဘယ်လိုမျိုးကြုံနေရတယ်ဘာကြောင့်ကြုံနေရတယ်ကျွန်တော်ခံစားရတဲ့အရာအကုန်လုံးကိုသူကလိုက်ပြီးမှခံစားပေးနိုင်တဲ့ဖျားနားလေပေးနိုင်တဲ့ဖျားဖြစ်တယ်ပေါ့ဟုတ်ဒီဟာကိုဆွေးနွေးတဲ့အခါမှာလည်းကျွန်တော်ဒီကျမ်းပိုက်ဟာဆိုရင်အရင်အတိတ်ပဲရှိတဲ့အရာလို့မြင်တယ်ပေါ့နော်ကိုယ်ဆူတောင်းဖို့ရန်အတွက်တော်လကောင်းအခက်ခဲကြုံတဲ့အခါမှာတော်လကောင်းလို့ပြောမှလဲအထောက်ပံ့အများကြီးပေးတဲ့ကျမ်းပိုက်ဖြစ်တယ်လို့မြင်တယ်ဥပမာကျွန်တော်အနေနဲ့တက္ကသိုလ်ကျောင်းသားအနေနဲ့ပေါ့နော်ကျွန်တော်တို့ကပညာရေးတက္ကသိုလ်တက်ကြတဲ့အခါမှာအထူးသဖြင့်ကျွန်တော်တို့ရဲ့ဗာလဲကျောင်းကပေါ့နော်စာများတယ်ဆိုပြီးနာမည်ကြီးတယ်တော်တော်ပြည့်ကျွန်တော်ကအကိုစီမှာပြောမယ်ဟာပထမနေ့ကျောင်းသားလဲစာဒီလောက်တော့မှများတာလားဆိုပြီးပြောတယ်ဆိုရင်တော့အကိုအနေနဲ့နားလဲပေးနိုင်တယ်ပေါ့နော်သူကကြုံတဲ့အခါကြုံခဲ့ပြီးပြီကြော်ဖြတ်ခဲ့ပြီးပြီဖြစ်တဲ့အခါမှာနားလဲပေးနိုင်တယ်ဒါပေမဲ့တစ်ဖက်မှာဒီအကိုစီမှာပေါ့နော်ဘာတွေသူလဲနောက်မကြခင်မှာဆိုရင်စာတကယ်သွားတင်ရတော့မယ်အခါမှာသူ့အနေနဲ့ဘာခက်ခဲတွေရှိလဲဆိုတော့ကျွန်တော်အနေနဲ့နားလဲပေးပါတယ်ဆိုရင်လည်းအပေါ်ရန်လောက်ပဲဖြစ်မှာပေါ့နော်ကျွန်တော်အနေနဲ့အပြည့်အဝနားမလဲပေးနိုင်ဘူးဒါပေမဲ့ခရစ်တော်ကကျွန်တော်ရဲ့စိတ်ခံစားမှုတွေကျွန်တော်အခက်ခဲတွေသူကိုယ်တိုင်ခံစားပြီးတဲ့သူဖြစ်တဲ့သူကိုယ်တိုင်နားလဲပေးနိုင်တဲ့သူဖြစ်တဲ့ဆိုတဲ့အရာကိုဒီကျမ်းပိုက်ကပြောတဲ့အခါမှာပေါ့နော်အရန်အတိတ်ပဲရှိတဲ့ကျမ်းပိုက်ဖြစ်တယ်လို့ကျွန်တော်အနေနဲ့ဟုတ်တယ်ယုံကြည်ထားတယ်ဒါတေချာပေါက်ဝဲဖို့လေနော်ဆိုတော့တယောက်ကြုံရတဲ့အရာကိုကိုကတကယ်တမ်းကြုံဖူးမှအဲ့ဒီလူကိုကိုကကျွန်တော်နားလေပေးနိုင်တာလေနော်ဆိုတော့ခရစ်တော်ကိုယ်၌ကိုကကျွန်တော်တို့ကြုံရတဲ့အရာအလုံးကိုသူကြုံပြီးသွားတဲ့ဖျားဖြစ်ဆိုတာဒါတော်လေးကိုမှစိတ်ချမှုဖြစ်စေတယ်ပေါ့နော်ငြိမ့်တဲ့ချင်းရောက်ပေးတယ်လို့မျိုးရင်းရင်ချင်းရောက်ပေးတယ်ပေါ့အဲ့ဒါကြောင့်ပဲတိရောခန်းကြီး9အခန်းကြီး14 15မှာကျွန်တော်ဒီလိုပြောထားတယ်ပေါ့ငါတို့ဒီဖျားတခင်အထံတော်၌ရင်းရင်ချင်းကြောင့်မူကားငါတို့ဒီအလိုတော်နဲ့အညီတစုံတစ်ခုသောစုကိုတောင်းလင်ဖျားတခင်နဲ့နားထောင်တော်မူ၏စုတောင်းသည်များသောစကားတို့ကိုနားထောင်တော်မူသည်ကိုငါတို့ဒီတည်လျင်အထံတော်၌တောင်းတော်စုကိုရမည်ဟုတည်ရကြ၏ဆိုတော့
ဒါဂတိတော့နောက်တစ်ခုဟုတ်တယ်ပေါ့နော်ကျွန်တော်တောင်းတဲ့အရာဖျားပေးမှဖြစ်တယ်ဒါပေမဲ့တခုရှိတာကြတော့ဖျားရဲ့လူတော့ကပါလေဆိုတော့ကျွန်တော်ကရှာဖွေဖို့အတွက်လိုအပ်တယ်ပေါ့နော်ပြောပြဖို့အတွက်လိုအပ်တယ်ရှာဖွေဖို့အတွက်လိုအပ်တယ်နောက်တက်ပြန်မကြောက်ရမယ့်အရာနောက်တက်စိတ်ချမှုထူးကကြတော့ကျွန်တော်တို့အတွက်ကိုပြန်ဆူတောင်းပေးနေတဲ့ဆူတောင်းပေးနေတဲ့ခရစ်တော်ရှိရပေါ့နော်ကျွန်တော်ရဲ့ဖျားသခင်ပြီးတော့ကျွန်တော်တို့ကိုနားလေပေးနိုင်တာဖြစ်တယ်ကျွန်တော်တို့ရဲ့ကိုယ်စားဆူတောင်းပေးနေတာဖြစ်တယ်ဆိုတော့ပြောပြလို့ရတယ်ပေါ့နော်စိတ်ခံစားချက်ရှိရင်ကိုယ့်ရဲ့စိတ်ခံစားချက်ကိုယ့်ရဲ့စိတ်တော်ကတွေကိုဖျားသခင်ရှေ့ကိုယူဆောင်လာလို့ရတယ်ဒါပေမဲ့မေးရမှာကျတော့ဖျားရဲ့လူတော်ကိုရောပြန်လေရှာဖွေဖို့အတွက်လိုအပ်တယ်ပေါ့ဟုတ်ပြီဒါဆိုရင်ကျွန်တော်ဒီနေ့ podcast မှာဆိုရင်ကျွန်တော်တတိထားမိတဲ့အရာတင်ယူမိတဲ့အရာလေးတွေရှိတယ်ပေါ့ပထမချက်အနေနဲ့စူတောင်းတဲ့အသက်တာရှိဖွယ်အတွက်ဖြစ်တယ်ပေါ့ကျွန်တော်မှာရှိတဲ့ခံစားချက်တွေကျွန်တော်ရဲ့စိုးရင်ပူပန်ခြင်းတွေကျွန်တော်ရဲ့ရည်မှန်းချက်တွေဖြစ်ဖြစ်ပေါ့နော်ကျွန်တော်အရာအလုံးကိုခရစ်တော်စီမှာယူဆောင်လာဖို့ရန်အတွက်ဖိတ်ခေါ်ထားတာကျွန်တော်တွေ့ရတယ်နံပါတ်1ချက်မှာကျတော့အဲ့လိုမျိုးဖျားစီမှာတိုးဝင်တဲ့အခါမှာအလိုတော်နဲ့ညီစူတောင်းတန်းဖို့ရန်အတွက်ပြောတယ်ပေါ့နော်အလိုတော်သိနိုင်ဖို့ရန်အတွက်ကျွန်တော်အနေနဲ့ကျမ်းစာဖတ်မှပဲသိမှာဖြစ်တယ်ပေါ့နော်ဖျားရဲ့နှုတ်ကပတ်တော်ကိုဖတ်ခြင်းအဖြစ်ပြီးလို့ရှိရင်ဆက်သမားတွေရဲ့နှုတ်ကပတ်တော်တုံသင်ခြင်းအဖြစ်ပေါ့နော်အထူးသဖြင့်တော့ကျွန်တော်အနေနဲ့ကိုယ်တိုင်ကျမ်းစာကိုဖတ်ပြီးတော့မှဖျားစကားနားလည်ဖို့ရန်အတွက်ဖြစ်တယ်ပေါ့အလိုတော်ကိုသိဖို့ရန်ဖြစ်တယ်ပြီးလို့ရှိရင်နောက်တစ်ခုအနေနဲ့ကျွန်တော်ဖျားပြုတ်ပေးတာဂျေဇုတရားတွေကိုအမြဲတမ်းရည်တွက်ပြီးတော့မှပေါ့နော်ကိုမခံစားသေးတဲ့အရာတွေအတွက်ဆိုရင်ပူပန်နေတာပြီးရင်စိတ်တော့ကရောက်နေတာမဟုတ်ဘဲနဲ့ဖျားပြုတ်ပြီးသားအရာတွေကိုစဉ်းစားဆင်ခြင်ပြီးတော့မှဂျေဇုတင်တတ်တဲ့နှလုံးသားရှိပွင့်အတွက်အရေးကြီးတယ်ဆိုတာလည်းသိယူရတယ်ပေါ့နော်ကျွန်တော်ဒီအရာတွေကိုလောက်ဆောင်နိုင်ဖို့ရန်အတွက်ဆိုရင်တော့ကျွန်တော်ယုံကြည်သူအချင်းချင်းမိတ္တဟာယဖွဲ့တဲ့အစီအစဉ်မှာကိုယ်တိုင်ပါဝင်မယ်ပေါ့နော်ကိုယ့်ရဲ့ကိုရရှိတဲ့အရာတွေကိုဝေမျှမယ်ပြီးလို့ရှိရင်တခြားသူတွေရဲ့ဝေမျှတဲ့အရာတွေလည်းကိုယ်ခံယူမယ်အချင်းချင်းတိဆောက်ကြမယ်ကိုငေဖေးမကြမယ်ဆိုရင်တော့ကျွန်တော်အနေနဲ့ဖျားနှစ်သက်တဲ့အတိုင်းကျွန်တော်အနေနဲ့အသက်ရှင်တတ်မှာဖြစ်ပြီးတော့မှဆူတောင်းတဲ့အရာတွေကလည်းအလိုတော်နဲ့ညီလာမယ်အလိုတော်နဲ့ညီဆူတောင်းတတ်တဲ့အခါမှာကျွန်တော်အနေနဲ့ဆူတောင်းချက်ကိုရရှိမှာဖြစ်တယ်ဆိုတာကိုပေါ့နော်ကျွန်တော်အနေနဲ့လေ့လာသင်ယူရတယ်ဒီနေ့တော့ဒီလောက်ပါပဲနောက်ပတ်မှာခရစ်တော်ကိုယ်တိုင်သင်ပေးထားတဲ့ပေါ့နော်ဆူတောင်းခြင်းကိုလေ့လာမှာဖြစ်တဲ့အတွက်စောင့်မျှော်ပေးဖို့အတွက်ဖိတ်ခေါ်ချင်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်